ကျွန်တော် channel ကကြိုဆိုပါတယ်ကျွန်တော်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကြားထဲမှာတချင်းဆိုလိုလေးတီးတာ copyright ညှိနေတယ်မို့နားထားတာပါဘလို့ပြန်ပြီးတော့တင်ပြရင်ကောင်းမလဲဆိုပြီးတော့နားထားတာပါစဉ်းစားနေတာခုတော့ဒီ most တွေအကြောင်းပြောဖို့ပြန်စဉ်းစားမိပါတယ်အဲ့ most ကဒီ miscellaneous mode ကိုအရင်သွားကြည့်အောင်ပါအဲ့ကောင်ကလေအဲ့ကောင်ငါပြန်ထားပါဆိုအဲ့ဒါဆိုရင် C E E F G A B flat Cကျွန်တော်တို့ဒီမယ်ဆိုတော့ miscellaneous mode ပဲမှာတော့တွေ့လဲဆိုဒီတတုရဲ့မြေပြားမှာကိုယ်ဝတ်ထုတ်ပေါ်လေအဲ့သူတချင်းမှာ miscellaneous mode နဲ့တီးထားလေးတော့တွေ့လို့ပါအဲ့လေးလက်တော့ကျင်းပေါ့လေးတီးကြအောင်ပါအစတော့ဒီနဲ့စား3ရင်5ရင်5ကျိုးဒီမှာ4ကျိုးက3 4ပေါ့နောက်ပြီးဒီ C miscellaneous mode လာရကြည့်မဒီ flat ထိသွားမှာဒီမှာဝါညို73 15ပေါ့3ကျိုးကစနစ်ကနေ9ထိ slide လုပ်လိုက်မှာအဲ့ဒါပြီးရင်miscellaneous mode အတိုင်းမှာပဲဒီလုံးနေပါဒီမှာ5ကျိုးကခွန်ရှိ30ပိုးကျော်လည်းခွန်ရှိ30ရရင်တော့ပြန်ကြည့်မယ်နောက်ပြီးတော့ဒီမှာဒါလည်းခွန်ရှိ30ပဲအဲ့ဒါကိုအမောင်းပေါက်ယူမှာဒီမှာဒါလည်းခွန်ရှိပဲပူကြွားနောက်ပြီးတော့လာတူပဲ imitation ပေါ့နော်ပူကြွားခွန်ရှိ30ပရိကြွားခွန်9နောက်တစ်ခုကဒီမှာ80 စနစ်ပေါ့တစ်စချင်းဒိုးသွားမှာပါသူကဒီမှာ3ကျိုးက903ခုရည်နောက်ပြီးတော့3ကျိုးက90 စနစ်2ကျိုးက30 စနစ်ပေါ့အဲ့ပြီးတော့2ကျိုးက30 စနစ်73ဒီမှာ1ကျိုးက30 စနစ်အဲ့ဒါဘယ်နှခုရတစ်ခုနှစ်ခုသုံးခုလေးခု
အဲ့ဒါပြီးတော့အဲ့မုတ်တိုင်းအကုန်တီးသွားရမှာအနည်းကဒီမှာတူဂျိုက73 17 10တရီဂျိုက12 19ပိုးဂျိုက12 18ဖိုင်ဂျိုကလည်း12 18ကွန်ဒီသွားလိုက်မှာနောက်ပြီးဒီစစ်ကျိုးက10ရဲ့ရှိရနောက်ပြီးစီအပ်ပြီးလေးပါမစီပရိကျိုးကိုဒီစနစ်ကနေ17ထိစလိုက်လုပ်လိုက်မှာအနည်းလေးပြန်လိကြည့်အောင်ကျွန်တော်အားလုံးပဲဆင်ပြေကြပါစေ